movie recap အတွက် AI နဲ့အတန်သွင်းခြင်းတဲ့လူတွေအတွက်တရက်ကိုနာရီပေါင်း3နာရီအထိ AI အတန် free ရမယ့်နေရာလေးကျွန်တော်ပြပေးပါမယ်အရင်ဆုံးကျွန်တော်တို့ Play Store ထဲကိုသွားပြီးတော့ဒီ Transcript Master ဆိုပြီးရှာလိုက်ပါပြီးရင် application လေးကို download လိုက်ပါတကယ်လို့ရှာမတွေ့ဘူးဆိုလို့ရှိရင်လည်းကျွန်တော် comment မှာ application link လေးထည့်ပေးထားပါမယ်အဲ့ဒီကနေ download လုပ်ပါမယ် Okay application လေးရပြီဆိုလို့ရှိရင်ဖွင့်လိုက်ပါOkay application ပွင့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ go to app ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင် AI အတန်ထုတ်လို့ရတဲ့နေရာလေးကိုရောက်သွားပါလိမ့်မယ်အဲ့ဒီမှာ AI voice ဆိုတာရှိပါတယ်အဲ့ဒီထဲကိုဝင်လိုက်ပါအထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ထိတ်ဆုံးကဒီ HTTPS ဆိုတာလေးကိုရွေးလိုက်ပါဒီနေရာမှာကိုထုတ်မဲ့ဘာသာစကားကဘယ်ဘာသာစကားလဲဆိုတော့ကိုကြိုက်တာရွေးလို့ရပါတယ်ကျွန်တော်ဘာသာစကားအများကြီးပဲမျိုးစုံပါပါတယ်ပြီးတော့ဒီအောက်မှာကိုထုတ်ချင်တဲ့အတန်ကိုလည်းကြိုက်တာရွေးလို့ရပါတယ်မြန်မာလူဆိုလို့ရှိရင်ယောက်ျားလေးကတေဟအတန်ရှိမယ် main ကလေးကနီလာအတန်ရှိပါမယ်ဆိုတော့ကျွန်တော်3နာရီဆိုတော့ဘာကြောင့်ပြောတာလဲဆိုတော့ဒီမှာကျွန်တော်တို့တစ်ရက်ကို10ချိန်ထိ free ပေးထားပါတယ်တစ်ချိန်ကိုကျွန်တော်တို့စာသားစလုံးရေ character 2000ထိထည့်လို့ရပါတယ် character 2000ဟာပြန်မျှကြာချိန်မိနစ်20လောက်ရှိပါတယ်တစ်ချိန်မှာမိနစ်20ဆိုလို့ရှိရင်10ချိန်ကိုကျွန်တော်တို့မိနစ်200ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်3နာရီကျော်ထိတောင်ရမှာပါအဲ့တော့ကိုကတရက်ဒီ movie recap အတွက်ပဲသုံးမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်လဲဒီစာဖတ်ခိုင်းတာအတွက်ပဲသုံးမှာဖြစ်ဖြစ်လုံလောက်သုံးလို့ရပါလိမ့်မယ်ဒီအကွက်လေးထဲမှာကိုအတန်သွင်းခြင်းတဲ့စာသားလေးကိုထည့်လိုက်ပါကျွန်တော်တို့လောလောဆယ် copy ကူးထားတာမရှိဘူးဆိုတော့ကျွန်တော်တို့ဒီထဲကဟာလေးကိုပဲကျွန်တော်လိုက်ထည့်လိုက်ပါမယ် Okay ကိုလိုချင်တဲ့စာလေးထည့်ပြီးပြီဆိုလို့ရှိရင်ကိုထုတ်ချင်တဲ့အတန်ပိုင်ရှင်ကိုရွေးပါယောက်ျားလေးအတန်ဆိုရင်တီဟာရွေး main ကလေးအတန်ဆိုရင်နီလာကိုရွေးပါပြီးရင်ဒီအောက်က check word count ဆိုတာလေးကိုရွေးလိုက်ပါ Okay ပြီးရင်အောက်ကိုလည်းနည်းလေးဆွဲချပြီးတော့ဒီမှာ get free generation ဆိုတာရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါ Okay ဒါဆိုလို့ရှိရင်အတန်လေးစပြီးတော့ထုတ်နေပါပြီသူကတော်တော်လေးမြန်ပါတယ်အတန်ထွက်တာချက်ချင်းတော့ထွက်ပါတယ်နည်းနည်းလေးဒီကျွန်တော်ပေးထားတဲ့ character 2000အထိအကုန်လုံးအပြည့်ထုတ်မယ်ဆိုလို့ရှိရင်တော့စက္ကန့်30လောက်တော့စောင့်ရနိုင်ပါတယ်စက္ကန့်30ဆိုတာလည်းဒါတော်တော်လေးမြန်သေးတဲ့အနေထားပါဆိုတော့အတန်လေးဖွင့်ကြည့်လို့ရပါပြီ Welcome to Board Clipboard. Any text that you copy will be saved here. Tap on a clip to paste it in the text box. Use Okay ဒီနေရာမှာကိုကစကားပြောတာမြန်တယ်လို့ကျွန်တော်တို့ယူဆရတယ်ဆိုလို့ရှိရင်ဒီမှာ speech rate ကိုကျွန်တော်တို့အောက်ကိုထပ်ပြီးတော့ short လို့ရပါတယ်ကိုလိုချင်သလိုအတန်လေးကိုကျွန်တော်တို့ချိန်ညှိပါနော် Okay ဒါဆိုရင်တခြားဘာတွေရှိသေးလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့လုပ်ပြပါဦးမယ်ဒီနေရာမှာ own API ဆိုတာရှိပါသေးတယ် own API ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ Google AI Studio ကနေထုတ်တဲ့မြန်မာစကားတော်တော်လေးပီတဲ့အတန်တွေပါအဲ့ဒါအတွက်ကကြတော့ဒီ yo free တော့မရပါဘူးသူကကြတော့ကျွန်တော်တို့ဒီ Gemini API key လေးလိုပါတယ်ဆိုတော့ Gemini API key ဘယ်လိုယူရမလဲသိချင်ရင်ဒီစာအပြာလေးကိုနှိပ်လိုက်ပါဒီမှာရေးထားပေးပါတယ်နံပါတ်1 Google AI Studio ကိုသွားပါနံပါတ်2ပြီးရင်ကိုယ့်ရဲ့ Google account နဲ့ကျွန်တော်တို့ login ဝင်ပါဒီနေရာမှာ VPN ချိတ်ထားဖို့လိုပါလိမ့်မယ်ဘာလို့လဲဆိုတော့ Google ကမြန်မာနိုင်ငံကို ban ထားတာမို့လို့ပါပြီးရင် API key ထုတ်တဲ့နေရာကနေပြီးတော့ API key လေးသွားထုတ်ပြီးအဲ့ဒီ key လေးယူလာပြီးဒီထဲမှာထည့်လို့ရပါတယ်ထည့်ပြီးဒီမှာထုတ်မယ်ဆိုလို့ရှိရင်ဒီ Google AI Studio ကပေးထားတဲ့ AI အတန် model တွေကိုပါဒီမှာ model နှစ်ခုထုတ်လို့ရပါလိမ့်မယ်ကျွန်တော်အပြင်မှာဆိုရင်ဘာရှိသေးလဲပြပါမယ်ဒီမှာဆိုရင် transcribe ရှိပါတယ် transcribe ကကြတော့ဘာလုပ်တာလဲဆိုတော့ကျွန်တော်တို့ video တွေ audio တွေတဲကစကားပြောထားတဲ့ကျွန်တော်စကားပြောတွေကိုစာအဖြစ်ဆွဲထုတ်တာပါဒီက translate ကဘာလဲဆိုတော့အဲ့လိုဆွဲထုတ်ထားတဲ့စာကိုမှကျွန်တော်တို့ကိုလိုချင်တဲ့ဘာသာစကားအဖြစ်ဘာသာပြန်တာပါဆိုတော့ဒီသုံးခုကျွန်တော်ပေါင်းသုံးလို့ရပါတယ် transcribe ရဲ့ translate ရဲ့ AI voice ရဲ့ဘယ်လိုသုံးမှလဲဆိုတော့ movie recap အတွက်ကျွန်တော်တို့ကို down ထားတဲ့ recap video လေးကို transcribe မှာထည့်ပြီးတော့အရင်ဆုံးစာသားထုတ်လိုက်မယ်ပြီးပြီဆိုရင်အဲ့စာသားကိုကိုလိုချင်တဲ့ဘာသာစကားကိုမြန်မာလိုဆိုလို့ရှိရင်လည်းမြန်မာလိုကျွန်တော်ဘာသာပြန် script ရေးလိုက်မယ်ရလာတဲ့ script ကိုမှ AI voice ထဲမှာကျွန်တော်အတန်သွင်းလိုက်မယ်ဆိုလို့ရှိရင်ဒီ AI အတန်ကိုသုံးပြီးတော့ movie recap လုပ်လို့ရသွားပါလိမ့်မယ်နော်ဒီဘက်က SRT SAP တို့ SAPGen တို့ဆိုတော့ကျတော့စာတန်း tool file ထုတ်တဲ့နေရာတွေဖြစ်ပါတယ်နော် Okay ဒီ software လေးကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Play Store မှာ Transcript Master ဆိုပြီးတော့ရိုက်ရှာလိုက်ပါတကယ်လို့ရှာလို့မတွေ့ဘူးဆိုလို့ရှိရင်လည်း comment မှာကျွန်တော် software download ရမယ် link လေးပေးထားပေးပါမယ် Okay အားလုံးကြည့်ပေးတာကျေးဇူးပါ